channel လေးကနေအားလုံးကိုပြန်ကြည့်လိုက်ပါရစေဒီနေ့ Q ကပေါ့နော်ဘာလေးလောက်ပါလဲဆိုတော့Q ကိုကျောင်းကလည်းဖွင့်ပြီပေါ့နော်အဲ့ဒီတော့ Q ကပေါ့နော်ကျောင်းသုံးပစ္စည်းလေးဒီနေ့ဝယ်လာပေါ့နော်တဲကြီးကဝယ်ပေးထားတာပေါ့နော်အဲ့ဒီတော့ဘာလေးပါလဲဆိုတာလိုက်ကြည့်ပေးကြပါအောင်ပြီးသွားရင် Q ဝယ်တဲ့ဆိုင်လေးကိုလည်းပြောပြပေးပါမယ်နော်နောက်ကြရင်ပေါ့နော်အဲ့တော့ဒီနေ့ပါလာတဲ့ဟာလေးကပထမဆုံး Q လွယ်အိတ်ကလေးကိုရှင်းပြမယ်ပေါ့နော်မှာပါ Q ကတော့ဒီဟာလေးကိုဇီလေးဖွင့်လိုက်ပါတယ်ပေါ့နော်မှာပါအဲ့တော့ Q ကျောင်းသုံးပစ္စည်းလေးတွေကိုပြမယ်ပေါ့နော်ဒီမှာဟိုပါလေကင်မရာကိုဒီလိုမျိုးထားရိုက်တာမျက်လုံးကဒီဘက်ရောက်နေလို့အဲ့ကြောင့်လို့ပါအဲ့ကြောင့်ဒီဘက်ကိုကြည့်နေရတယ်ဒီဘက်အဲ့ဘက်ကိုကြည့်နေဆိုတော့ဘာလေးပါမလဲဆိုတော့ Q ကပေါ့နော် grade 4လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ Q ကပေါ့နော်ထောက်ချွန်နေစဝိုင်းချက်နေလိုပါတယ်အဲ့ဒီတော့ဒီမှာပါထောက်ချွန်ရဲ့စဝိုင်းချက်ရဲ့အစုံပါတဲ့ဘူးလေးပြီးထောက်ချွန်တို့ဒီအားရထောက်ချွန်တော့မပါဘူးစဝိုင်းချက်တို့ဘာလို့ပါတဲ့ဘူးလေးပေါ့နော်ဒါအစုံပါတယ်ဒီအားရတော့ထောက်ချွန်ပေါ့နော်ပြီးသွားရင်နောက်ထပ်တစ်ခုကကြတော့လက်မနာတိတ်ကလေးပေါ့နော်ဒီက Q ဝယ်ထားတာမဟုတ်ဘူး Q ရဲ့အမျိုးအဆွေတွေက Q ရဲ့အမတယောက်ကပြီးထားပါပေါ့နော်အမျိုးတွေကတယောက်ကပြီးထားပါမှာပါโอเคပြီးသွားရင်နောက်ထပ်တစ်ခုကကြတော့အကြောင်းလေးဖွင့်ပြီဆိုတော့စာရေးရမယ်စာရေးရမှာပဲလေဟုတ်တယ်မလားအားလုံးသိရပဲအဲ့တော့ခါလေးလေးဆိုတော့မှာပါခဲရန်လေးပါလို့ဒီမှာမြင်ရလားမသိဘူးဒီမှာခဲရန်လေးရယ်ခဲသားဘောပြန်တော့နှစ်ချောင်းမဲဝယ်တယ်ပေါ့နော်အမေကခဲသားဘောပြန်လည်းရင်းမလှဘူးခဲတန်ငကိုထွက်တဲ့ခဲတာမယ်လည်းကြီးလှဆိုလို့ဒီမှာလည်းနှစ်ချောင်းမဲဝယ်တာပါတွားရင်ဒီဟာလေးကကြတော့ခဲသားပေါ့နော်ဒီမှာပါခဲသားလေးပါတော့ရင်နောက်ထပ်တစ်ခုကဒီမှာပါခဲပြက်လေးပါဒီခဲတန်တွေဘာတွေကကြတော့အဟောင်းတွေပေါ့နော်ဒီခဲပြက်လေးကအဖေဝယ်ပေးထားတာပေါ့နော်2000ပေါ့နော်အဲ့တော့နောက်ထပ်တစ်ခုကကြတော့စာအုပ်ကလေးပေါ့နော်မှာပါစာအုပ်ကလေးရွာအရန်ကြိုက်လွန်းလို့ဝယ်လာတာပါ top 5ကပေါ့နော်ချားလို့ဝယ်ကြတော့ကတ်တွန်းပါတဲ့ဟာလေးဝယ်ပြီးမယ်ကျမကတော့အတန်းလေးကြီးပြီဆိုတော့ဒီလိုမျိုးဖြောင်းလေးပဲဝယ်ပါတယ်လှတဲ့ဟာလေးပေါ့နော်ပြီးသွားရင် Q က grade 4ဆိုတော့အားလုံးပဲသိကြရပေါ့နော်မပါမဖြစ်ဟာလေးရကြတော့ဘာလေးလဲဆိုတော့ဖတ်စာအုပ်ပေါ့နော်ဖတ်စာအုပ်မရှိရင်ဘာမှလုပ်လို့မရဘူးပေါ့နော်အဲ့ကြောအမလေးလေးလိုက်တာဟုတ်ပါစာအုပ်တွိုင်းနော်ဒီမှာပါကောမအိတ်ကလေးပေါ့နော်ကောမအိတ်ကလေးရပြီးတော့ရင်ဒီဟာလေးက cute အရန်ကြိုက်တာပေါ့နော်အဲ့ဒီတုံငယ်ချင်းနဲ့ကင်ကလေးကအရန်ကြိုက်တာမမီကိုပြောကြည့်ရမမီနဲ့နှီးတာမမီနဲ့ပြောတော့အမမမီနဲ့ကမပြောသေးဘူးမမီနဲ့ကတော့ပြောပြီးသွားပြီ but ဒါပေမဲ့ဟိုပါလေကျောင်းကပဲသွားမှာမလို့မမီရဲ့ဒယ်ဒီရဲ့ကလိုက်ပို့တာကာဗာမြန်မာကိုလိုက်ပို့တော့အင်ကြီးကတော့ Usana Plaza မှာပဲ28ရက်နေ့အဲ့ဒီပေါ်တက်မဲ့မနက်ကိုဝယ်လိုက်တာပေါ့နော်ဝယ်ပြီးတော့အဲ့မှာမမီက29ရက်နေ့တုန်းကရတော့ကာဗာမြန်မာမှာရောင်းတာပေါ့နော်အဲ့ဒီဟာလေးကအရန်လိုချင်လို့အရန်လိုမမီဒီဟာလေးကချစ်စရာလေးသမီးလိုချင်တယ်ဆိုတော့ရသမီးလေ10ရက်နေ့ကြာရင်နဲ့ဟိုကလည်းအမေရဲ့ပြန်လုပ်ပေးမယ်တဲ့အဲ့လိုမျိုးပြောပြီးရော10ရက်နေ့တောင်မှတိုင်ဒီ6လပိုင်း1ရက်နေ့ဒီနေ့ကလည်းပပဝယ်ပေးရတတိယဝယ်ပေးရပါတော့အဲ့တော့ဘာလေးလဲဆိုတော့မတိုက်ကလေးပါရမ်းကြိုက်တယ်ဒီလိုချားလူတာဒီမှာကတ်တွန်းကားလေးကိုကြိုက်ကြပါတော့ဒါပေမဲ့ Q ကဒီဟာလေးကိုအရန်လှလုံးဒီဟာလေးပဲယူပါတယ်လူကြီးတော့နည်းနည်းဆန်တယ်ပေါ့နော်မှာပါ
မဘိုးကတော့တနေ့ကို1000ပေါ့နော်ဒါပေမဲ့ခောက်ဆက်ပြုတ်စားမယ်ဆိုတော့1200ပေးရပေါ့နော်အမေကတော့တဘောအရင်ကောင်းပါနေပြီးတော့နောက်ထပ်တစ်ခုကကြတော့နေနေပေါ့နော်ဒီမှာလဲဆိုလေးခုကကျောင်းမှာအရန်လိုရပေါ့နော်ဒီမှာအရန်လိုရပေါ့နော်ကျောင်းဆရာကြီးကဟဲ့နမကလုံးခေါ်လဲလို့ပြောစရာမလိုကလေးထုတ်ပြလိုက်ရုံပဲနော်အဲ့ဒီတော့ဒါလေးကလည်းဆောင်းရပါတယ်အဲ့တော့ဗာလေးထည့်မလဲဆိုအဲ့တော့ဆောက်ကလေးထည့်မယ်ပေါ့နော်အဲ့ဒီတော့ထည့်ပါမယ်တော့ထည့်ပါမယ်ဆိုတော့ဒီမှာမမြောက်ပေါ့နော်မမြောက်ဆိုဒီမိုးလေးလောက်တော့မယ်အဲ့တော့ထည့်မယ်ပေါ့နော်ဘယ်ကလေးကဒီမိုးလေးပွင့်လာပေါ့နော်အဲ့ရောအဲ့လေးကလေးထည့်ပါမယ်ထည့်မယ်ထည့်ပါမယ်လို့အဲ့ပထမဦးဆုံး Q ကပေါ့နော်ဒီမှာပါဗလာဆောက်ကလေးထည့်မယ်ဗလာဆောက်ကလေးတွေရပြီးသွားရင်စာရေးဆောက်ကလေးတွေရမနေ့ကကြောက်တက်မှာပြောလိုက်တာတကယ်ချင်းနဲ့ပြန်တွေ့ရတော့မယ်မညီလို့ပေါ့နော်မညီလို့မလို့ရန်လောက်ပါမရန်လောက်မှာပါမညီလို့ညီအောင်လို့အေးရပြီပြီးသွားရင်ဟာပါထောက်ချွန်းတို့ဗာလဲစဝိုင်းချမ်းတို့အဲ့ဒါလေးပေါ့နော်ထည့်ပါမယ်ထောက်ချွန်းတို့စဝိုင်းချမ်းတို့ကကြာခုကဒီမှာဒီဘက်ကိုကပ်ပြီးထည့်ရပါတော့ပြီးသွားရင်ကိုမအိတ်ကလေးထည့်ပါမယ်ကိုမအိတ်ထဲမှာတော့မဲနေရပါတော့ဘာလို့လဲဆိုတော့ Q ကအင်္ဂလိပ်ကျောင်းတက်ရသေးရပေါ့နော်အကြောင်းမလို့อ่ะအကြောင်းမဖွင့်တဲ့ရက်တွေလည်းတက်ရပါတယ်ခဲရနေကတော့အကုန်ခြုံပြီးသွားပြီပေါ့နော်သွားရင်ဒီမှာခဲသားပေါ့နော်ခဲသားလေးလည်းထည့်ပါမယ်ပြီးသွားရင်ကျတော့ဒီမှာလက်ဗန်ဒါတိတ်ကလေးလည်းထည့်မယ်ပြီးသွားရင်ကြောက်ခဲပြက်လေးလည်းထည့်ပါမယ်ခပီဘာရာလေးပေါ့နော်ဖောင်းနေပြီဒီထောက်ချုံကိုမအိတ်ထဲထည့်မယ်ဒီလက်မနာတိတ်ကလေးကိုခဏထုတ်ထားမယ်ပေါ့နော်ဒီတော့မှတခြားထုတ်ထားနော်ငါပေးတယ်ရိုက်ဖို့ခုနပေးတယ်တော့မပြလိုက်ဘူးထင်တယ်ဟုတ်လားတော့မဟုတ်ဘူးဘောဒီတခါရထည့်တော့မယ်နော်မမီစီပတ်စပ်ပါအောင်မေးလိုက်ခဲ့ပါကင်မရာဖွင့်ရမယ်ပေါ့ဆိုတော့လိုက်ခဲ့ပါကျမမေဘလောက်စီတဘောကောင်းလဲဆိုပါအားလုံးပြသွားပါအော်တထောင်ထည့်ပါမယ်ရစားပလင်းနဲ့စုပ်ပွား What is my တထောင်ဆောင်းပလင်းနဲ့တထောင် okay တထောင်money I got at 100အဲ့ဒီမှာပဲထည့်လိုက်တော့မှာပေါ့နော်ဘာမှမသွားတော့ပါတော့မလို့ခက်ထဲလာနေတော့မထွက်လာဘူး
Listen. The time. Mày thăm nè thế làm nè, mà nè nè. Chút chung với lưu dạ. Lý à thôi nào mày. Nè nè lý vậy đó. Ý đứa cả, bố có sẵn ạ. Chút chung lên lâu rồi xa lưu dạ bà bí. Cái thằng con này thì bớt sang theo là một bộ nó bớt sang theo chào máu của nó ai chào một khả năng giúp ba mẹ bây giờ nhớ qua bí mà bắt thêm cái đôi xuống thì chơi với thêm một bộ nó ấy cái tiền này là mình là tiền thêm mà sao theo cái gì vậy thì thà vậy lùi ra mày lại lấyตัวba mẹ lùi ra mày lại bộ nó mà nhà này chả mà đẹp mà lùi yên nhiều vậy rồi snack bed rồi mông cá mà lại mông thọ sao nữa bọn nó trong đó mà tụi người thì bien xong mà lắm tiểu oh my god along chip bà đấy bọn nó ở rồi trong đó mà số rồi khi video chỉ nè tìm mấy suy tụi người chỉ này xí có mà xí đó luôn ya bà nó along chip bà bye bye lại số khoai lý là lúc bây giờ là ông luônပြီးတော့jelly fruit tower မှာလဲပေါ့နော်ဟိုပါလဲကိုစော်ခိုင်းခြင်းတဲ့ဟာလေးရှိရင်လဲ cute စော်ခိုင်းလို့ရတယ်ပေါ့နော် okay အဲ့ဒီတော့အားလုံးပဲ bye bye